လွန်နေပြီးသောကာလတုန်းကပကူးရိုးမရဲ့နတ်ဆိုင်သောတောနက်ကြီးထဲတွင်ရေငယ်ရွာလေးတစ်ရွာရှိသည်ထိုရွာမှာတောလိုက်ရမ်းတော်တဲ့မူဆိုးတဦးရှိသည်သူ၏နာမည်မှာဦးထွန်းရှင်ဖြစ်သည်သူသည်သားကောင်များကိုပြစ်ခတ်ရန်ကျွမ်းကျင်သူတောတွင်အတွေ့အကြုံများစွာနှင့်ရင်ဆိုင်ဖူးသူဖြစ်သည်သို့သောသူမှာစီးပွားရေးမပြေမလည်ဖြစ်နေသောကြောင့်ဝင်ထုတ်ဝင်ပိုးများရှိနေသည်တောလိုက်ခြင်းဖြင့်ရသည့်အသားများကိုရောင်းချကာအသက်မွေးဝမ်းကြောင်းများပြုနေရသည်သို့သောတောထဲအတွင်းမှသားကောင်များနှဲပါလာသည်ယခုအခါသားကောင်များနှဲပါလာသည်နှင့်အမျှသူ၏အသက်မွေးဝမ်းကြောင်းမှုမှာလည်းခက်ခဲလာသည်တနေ့မှာသားကောင်ရှာဖွေရင်းနဲ့တောထဲတွင်ဒဏ်ရာများစွာရခဲ့ပြီးညဘက်တွင်အိပ်မပျော်သည့်ယောဂဝေဒနာခံစားနေရသည်တနေ့တွင်ဦးထွန်းရှင်သည်ပဲခူးတောနက်ထဲသို့သားကောင်ရှာထွက်ခဲ့သည်ထိုနေ့ညတွင်သူသည်ရှေးဟောင်းကျောက်ဂူတစ်ခုကိုတွေ့ရှိခဲ့သည်ဂူအတွင်းတွင်ရွှေရုပ်တုငယ်နှင့်ရှေးစာရွက်ဟောင်းများကိုမြင်တွေ့ရသည်ထိုစာရွက်တွင်တက်ချင်းသည်ပြစ်မှုဖြစ်သည်အသက်မွေးရန်အခြားနည်းလမ်းရှာပါဟုရေးထားသည်ထိုညမှစ၍ဦးထွန်းရှင်၏စိတ်ထဲတွင်ပူပင်သောကများစတင်ဖြစ်ပေါ်လာသည်သူပြစ်ခတ်မိသမျှသားကောင်များ၏အသံများကိုအိမ်မက်ထဲတွင်ကြားနေရသည်တညတွင်သူသည်တစ်ပင်၏အောက်တွင်ငိုကြွေးနေသောသမင်ကလေးတစ်ကောင်ကိုတွေ့သည်ထိုအချိန်တွင်သူ၏နှလုံးသားပျောက်ဆုံးနေသောမေတ္တာနှင့်ကရုဏာတို့ပြန်လည်နိုးထလာသည်သူသည်သားကောင်များကိုလိုက်လံပစ်ခတ်ခြင်းမှရပ်တန့်ပြီးတစ်ပင်များတောတိရစ္ဆာန်များကိုစောင့်ရှောက်ရန်ဆုံးဖြတ်လိုက်သည်အချိန်ကြာလာသည်နှင့်အမျှဦးထွန်းရှင်သည်ဗုဒ္ဓဘာသာ၏တရားတော်များကိုလေ့လာလာကာယဟန်ပေါင်သို့ဝင်ရောက်သွားသည်သူသည်အရှင်ဥတ္တမအဖြစ်တောထဲတွင်တရားအားထုတ်ကာသောတာပန်တည်သည့်အထိအားထုတ်ခဲ့သည်တနေ့သား၌အရှင်ဥတ္တမ၏ကျေးဇူးကြောင့်ရေငယ်ရွာသားများသည်တောတိရစ္ဆာန်များနှင့်သဟဇာတဖြစ်စွာနေထိုင်တတ်လာကြသည်